မင်္ဂလာပါရှင်ပကံနျူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ Sky9 ဝက်လက်မြို့နယ်အရှိချမ်းနတ်မော်ဦးရွာကိုစစ်တပ်ကဒီကနေ့မှာလေကြောင်းကဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်မိသားစုဝင်9ယောက်သေဆုံးခဲ့တယ်လို့ဝက်လက် Information Network ကထုတ်ပြန်ပါတယ်ဒီဇင်ဘာလ2ရက်နေ့မနက်အစောပိုင်းတကောင်ရန်ကျော်12:06မိနစ်ခန့်မှာနတ်မော်ဦးရွာကို Jet Fighter တစ်စီးနဲ့ဘုံ3ကြိမ်ကျဲချခဲ့တာဖြစ်တယ်လို့သိရပါတယ်ကျေးရွာနေအိမ်တစ်လုံးပေါ်ကြားရောက်ခဲ့တာကြောင့်အသက်25နှစ်အရွယ်ကိုရှိုင်းကိုနဲ့ဇနီးအသက်24နှစ်အရွယ်မဆုမြက်လင်းအသက်2နှစ်အရွယ်ရွှေပုံစံအသက်21နှစ်အရွယ်မမောင်ဝင်းအသက်40အရွယ်ရန်နိုင်ဝင်းတို့သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်ဘုံကျဲတာကြောင့်ကလေးငယ်တွေအပါအဝင်စိုးရင်ရတဲ့ဒဏ်ရာရသူ9ဦးရှိပြီးနေအိမ်9လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဝက်လက်သတင်းကွန်ရက်ကထုတ်ပြန်ပါတယ်စစ်တပ်ဘုံကျဲချခဲ့တဲ့နတ်မော်ရွာမှာတိုက်ပွဲဖြစ်ပွားနေတာမရှိပဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်စကိုင်းတိုင်းကံဘလူမြို့နယ်စပယ်နသားစစ်တပ်ဂိတ်မှာပြည်သူ4ဦးစစ်တပ်ရဲ့တပ်ဖြတ်တာခံခဲ့ရပြီး2ဦးကတော့နိုဝင်ဘာလ30ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတယ်လို့ကျွန်းလှကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကထုတ်ပြန်ပါတယ်နိုဝင်ဘာလ26ရက်နေ့မနက်8:00နာရီခန့်မှာစပယ်နသားဂိတ်မှာဖားကန်တက်ဆယ်ပြေးဆွဲတဲ့ပါကျဲတို့ခဲပြရောင်တစည်းပေါ်ကကာသမားအပါဝင်ပြည်သူ12ဦးပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး4ဦးကတော့ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်စစ်တပ်ဖမ်းဆီးခဲ့တဲ့ပြည်သူ12ဦးလုံးဟာတန့်စင်နယ်သားတွေဖြစ်ကြပြီးအမျိုးသား9ယောက်နဲ့အမျိုးသမီးမြေးဖွား2ယောက်လည်းပါဝင်တယ်လို့ကျွန်းလှကံဘလူအဖွဲ့ကပြောပါတယ်ကံဘလူမျိုးနယ်အတွင်းယူဟာလန်းကျော်ကိုအသုံးပြုသွားလာနေကြတဲ့ခီးသွားတွေအနေနဲ့တတိထားသွားလာကြဖို့လူငယ်လူရွယ်လူလက်ပိုင်းတွေအရေးကြီးသွားလာဖို့လိုအပ်ရင်ကွင်းလန်းကျော်ကတဆင့်စုံစမ်းမြင်းမြန်းသွားလာကြဖို့ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတတိပေးထားပါတယ်ပခုတ်ကူခရိုင်အခြေဆိုင်ကော့ရော့မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တွေဟာဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မှာအညာမြေတပ်ပေါင်းစုထံဝင်ရောက်လာတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။အညာမြေတပ်ပေါင်းစုကိုပခုတ်ကူခရိုင်အခြေစိုက်ဖြစ်တဲ့ MUGDF ဇာမနီပျောက်ကြားတပ်ဖွဲ့ James Bond TSDNGF နဲ့ဒုညင်ညောင်ပျောက်ကြားတပ်ဖွဲ့9ဘွဲတို့ကပူးပေါင်းပြီးဇွန်လ16ရက်နေ့မှာမဟာမိတ်အဖြစ်ဖွဲ့ခဲ့ကြတာပါ။ရခိုင်ရှိပြည်သားအဖွဲ့9ဘွဲနဲ့အတူကောရော့မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ကဒီကနေ့ကစပြီးအညာမြေတပ်ပေါင်းစုကိုတရဝင်ပူးပေါင်းလိုက်ကြောင်းလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။အညာမြေတပ်ပေါင်းစုအဖွဲ့ဝင်တွေဟာစစ်ရေးအရှိန်တွေမြင့်တင်ပြီးစစ်အာဏာရှင်ကြာဆုံးတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ပကံနျူးရဲ့သတင်းတွေကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ပကံနျူးရဲ့သတင်းတွေကို website နဲ့ YouTube channel မှာလည်းကြည့်ရှုနိုင်ပါတယ်ရှင်။